ဆိုင်ခွန်လေးစားအဲ့ဒီရခိုင်သူရခိုင်သားဒီအားလုံးတာလီစောပါရခိုင်လူမျိုးဒီကိုကံကမာကိုကိုလာနဲ့ဖန်တီးနိုင်ဖို့လူမျိုးခါတိုင်တပါးသားဒီကျွံပမှုအောက်ကလွယ်မလောက်နိုင်ဖို့တော့ကျွန်တော်တို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA ရခိုင်တပ်မတော် AA ကနေပြီးရာခိတလင်းဆိုင်ကိုရှားမဲ့ပြီးလုံငယ်ဆိုင်ဒီအဆောင်ဆောင်ကိုကျွန်တော်တို့ကိုစားဆောင်လို့ရှိနေပါတယ်ရခိုင်လူမျိုးဒီတင်းနေကုန်တင်းနေကြရတယ်အမျိုးသားရဲ့အကျက်တီးတီးအခါခေးတီးဆောင်ရဲနေကြမှုတွေကရုံထွားနိုင်ဖို့တော့ကျွန်တော်တို့ရခိုင်လူမျိုးရခိုင်ပြည်ကိုပြင်လို့ပိုင်ဆိုင်နိုင်ဖို့ရခိုင်ကဲကမာကိုရခိုင်သားလာနဲ့စနိုက်တကြပုံဖော်ထူဆိုင်နိုင်ဖို့ဆိုတော့အရေးကြီးပါတယ်ကျွန်တော်တို့ရခိုင်လူမျိုးဒီပိုင်းနိုင်ပေါင်း200ကျော်အရှုပ်ရှာအာနာကွန်မီဘီကိုတိုင်ပင်ထားမှကိုနေမနာဒုက္ခတွေဖိုင်းနေတာဆိုတော့ပြည်ပရဲ့အမျိုးသားရဲ့ဥဆောင်မှုမန်ကယ်လဲဆိုင်မရှားမဲနိုင်ဆိုဒီမွန်ဒါရီယာဒီအားလုံးပြားစီးပြီးစူးစိညီညွတ်မှုဒီပရိုကွေးနေလို့ဖိုက်ပါတယ်တကယ်ကျွန်တော်တို့အင်းနေရှင်ခါရာခိတလဲဆိုင်ကိုရှားမဲပြီးလုံငယ်ဆိုင်ဒီကိုစနိုက်တကြအခရီးခင်ကြကြအကောင့်ပြေပေါ်လို့ရှိနေပါတယ်အဲရှောင်းမတော့ကကိုတိုင်ပရီကိုပရင်လို့တေဆောက်ဖို့ဆိုကြတိုင်ပရီအခရီးခင်အုံလိုက်အမျိုးသားရဲ့ကိုရိုဖိုက်တယ်ကျွန်တော်တို့ရခိုင်လူမျိုးများကြီးအမျိုးသားရဲ့စိတ်သက်အမျိုးသားရဲ့မုံဝါဒလင်းဆိုင်ကိုစနိုက်တကြနဲ့တေဆောက်ပနာကျွန်တော်တို့ရခိုင်အမျိုးသားတက်မတော်ကိုစားပြီးတေဆောက်နေခဲ့ပါတယ်အဲရှောင်းမလေးကောင်းနေပြီးတက်မတော်တရက်တေဆောက်တယ်ဆိုလွေဆိုလုံငင်းတော့ကမဟုတ်သို့တော့ကျွန်တော်တို့တိုင်ပင်တဲ့လူမျိုးသီရိထောင်ရဲ့တော့အသာတမအရေးကြီးတယ်အခရီးခင်အုံလိုက်အမျိုးသားတက်မတော်ကိုကျွန်တော်တို့ဇာပိုင်ခါခေပုံရှိကျွန်တော်တို့ဆိုရင်ကိုစားပြီးတေဆောက်လာဖို့ဒီချောင်းဆိုရင်ရခိုင်လူမျိုးရခိုင်နေနမိတ်ရခိုင်ရိုးကြီးအနာဂတ်ကိုတတိတိုက်စာရှိစောနဲ့အာမခင်ရှာပြီးနိုင်ဖို့တက်မတော်တွေကိုကိုစားတေဆောက်ဆိုဖိုက်ပါတယ်ဒီနေ့ကောင်းရခိုင်ပြည်ပရွန်ဘာကိုလာပြီးကျွန်တော်တို့မျိုးသားတက်မတော်တေဆောက်ရဲတခါမဟာမိတ်ကြီးနဲ့လာတွေ့ပြီးဒေသအသီးသီးမှာတိုက်ပွဲဝင်ခဲ့ရတယ်အေးရဟောင်းရတဲ့အပြီးကုန်ဒီနဲ့အရှင်ကာလအများကြီးပြီးဆက်ပြီးကျွန်တော်ရခိုင်ပြည်ဒူရီနဲ့ထိုးဖောက်ရှိတားလာရင်အင်းနေအရှင်ခါဇာမပရောရခိုင်တက်မတော်ဆိုရဲဇာသူလာခင်ခင်မခင်ခင်ကျွန်တော်တို့ငကိုကျွန်တော်မှတန်ဒိတ်ထန်ရှာမဲပြီးသားဖိုက်တဲ့အတိုင်းရခိုင်တက်မတော်ဆိုရခိုင်ပြည်ကိုအရောက်ရှိတားလာပြဖိုက်တယ်စာလာပြီးလေတော့ဒေတာပို့ပြီးတဆောင်ပြီးတဆောင်ခိုင်မာလာအောင်ကိုစားလာဖို့ဖိုက်တယ်ဒီကထဲမှာဇာပိုင်းဆိုအခါခေပုံရှိဇာသူကလာခင်ခင်မခင်ခင်ကျွန်တော်တို့ဒီဆောင်ဒီကိုကြော်တော့လာဖို့ဖိထားလာဖို့ဒီရခိုင်တက်မလို့ဆိုရဲကျွန်တော်တို့အရောင်းပေါ်ပိုင်းဒီရခိုင်တက်မလို့ဆိုရခိုင်တိုင်ပေတော့ရခိုင်လူမျိုးတိတော့တိဆောက်ထားတယ်ရခိုင်အမျိုးသားတက်မလို့ဖိုက်တယ်ရခိုင်တက်မလို့ဆိုနေပြီးရင်သူတိကိုရှေမှုတွေဆိုတာရခိုင်လူမျိုးကြီးရင်သူရခိုင်တိုင်ပေရင်သူတိကိုတိုက်ခိုက်လာဖို့ဖိုက်တယ်ယေရှုနဲ့နေပြီးရခိုင်ပေရင်သူဆိုရခိုင်တက်မလို့ရင်သူဖိုက်တယ်ပိုင်းရခိုင်တက်မတော်ရင်သူဆိုလဲရခိုင်လူမျိုးရင်သူဖိုက်တယ်ကျွန်တော်တို့ဒီနေ့ဒေရှင်ကရင်သူမိတ်ဆွေခွေခါနိုင်ဖို့အထူးအရေးကြီးနေပါတယ်တကယ်ဝူရခိုင်ပြည်မှာရခိုင်တက်မတော်အဖိကုန်းနိုင်ဖို့ဒေသပိုလို့ခိုင်မာတဲ့အမျိုးသားတက်မတော်တေဆောက်ဖို့ကိုးစားနေတဲ့အချိန်ဒီမှာကျွန်တော်တို့တိုင်းပြည်ကိုကျူးကျော်နေရှိထားတဲ့ဗမာတဲတီနဲ့တိုက်ပွဲဒီဖိုက်လို့ရှိနေပါတယ်တကယ်ဒီတိုက်ပွဲဒီမှာလည်းတော့နေပြီးရခိုင်တက်မတော်ကဇာလောက်ပေါ်တော်လန်တရဲဖိုင်လို့ခါခေးလီပဲစီကျွန်တော်တို့ရှိစော်နဲ့အကောင့်ဆုံးရဲတီဗီကတိုင်ပင်တဲ့လူမျိုးတော်တွေသင်ပြီးတိုက်ပွဲဝင်နေပါတယ်သူတို့ဒီကရခိုင်တက်မလို့အလွေတကူနဲ့အမိုက်ဖရက်ရှေမုံပလိုက်ဖို့နိုင်ငံရေးထောင်ချောက်တွေအမျိုးမျိုးဆောင်ပြီးကိုစားနေစော်ဒီကိုတွေးရပါတယ်အချောင်းစော်နေပြီးကျွန်တော်တို့ရခိုင်လူမျိုးဒီကိုအထွန်သေးစော်ချောတော်စော်ဖိုက်ပါတယ်ကျွန်တော်တို့ရခိုင်လူမျိုးဒီစော်နေပြီးကိုရိုကြီးအနာဂဲတော်နေပြီးဇာကိစ္စကိုမဆိုလာရှော့ပြီးလီဘမဟုတ်ရခိုင်တက်မတော်အနေနဲ့ဇာခါလေးတော့လာနာချပြီးရှုံပြီးဖို့မဟုတ်မိမိတို့တိုင်ပင်တဲ့လူမျိုးတော်ဇာကိုမဆိုဆွဲလဲလာဖို့တော့အဆောင်တော့လုတ်ပြီးသားဖိုက်ပါတယ်တိုင်ပင်တဲ့လူမျိုးတနေ့နေ့ခါလွဲမောက်လာဖို့တော့ကျွန်တော်တို့အကောင့်ဆုံးကိုစားလာဖို့ဖိုက်တယ်ဆိုခါကျွန်တော်တို့အခုရာခိတလဲဆိုင်နဲ့ပယ်သက်ပြီးလူဒီကရာခိတလဲဆိုင်ဆိုဇာလဲရာခိတလဲဆိုင်ဆိုနေပြီးအဓိကရခိုင်လူမျိုးဒီကိုကံကမာကိုကိုဖန်တီးနိုင်ဖို့လွယ်လက်တဲ့ရခိုင်လူပောင်ကိုဂုံသိက္ခာရှိတဲ့ကဘာမေဂီထားမှာကျွန်တော်တို့အခိုင်အမာရဲတင်နိုင်ဖို့တော့နေကျွန်တော်ကိုစားခဲ့ရဖို့ဖိုက်တယ်ဒီချောင်းမှာဒေတာပိုလို့ချောင်းလွန်တီးကြတယ်အတိတ်ပဲဖောင်းဆိုရှာတီရှိပါတယ်
ဒီနေ့ဒီရှင်ကတော့ကျွန်တော်ရခိုင်ပြည်သူလူထုပြီးချော်ရမယ်သတော်စကားကတော့ကျွန်တော်ရာခိတာလဲဆိုင်ကိုလုံငယ်ဆိုင်ဒီအဆွမ်းဆွမ်းရှာပြီးအကောင့်တွေပေါ်လာဖို့ရခိုင်လူမျိုးတီရွန်သေးမှာစိတ်ထဲမှာရှိနေတဲ့အိမ်မာတိမျော်လွန်ရှာတိကိုအကောင့်တွေပေါ်လာဖို့ကျွန်တော်ဒီရခိုင်အိမ်မာရာခိတာအိမ်မာလို့ခေါ်တဲ့ Arakan Drink ကျွန်တော်အခုရှင်ခါဆိုခဲ့ Arakan Drink 2020ဆိုပြီးကျွန်တော်ဘာကသတော်စကားတခုလူထူပါကိုတဲလှန်နိုးစော်တဲ့တခုအနေနဲ့ပြီးထားပါတယ်ဒီချောင်းကိုနေပြီးတချို့လူတွေက2020မှာရခိုင်တက်မလို့ဆိုရခိုင်ပြည်သိမ်းတိုက်ပွဲဆောင်နေဖို့ရောက်ပဲဆိုမျိုးအတိတ်ပေဒီကောင်းနေကြဆိုဒီတွေးရပါတယ်ကျွန်တော်ကနေပြီး Arakan Drink 2020ဆိုကကျွန်တော်ဇာကိစားဥပမာဆိုလွေလွေနဲ့ pro ပြီးလွေလွေနဲ့စိတ်ကူးရင်ပြီး pro ဆိုမဟုတ်ပါကျွန်တော်ဒီရခိုင်ရာခိတာအိမ်မှာ2020ဆိုရတဲလှန်နိုးစော်တဲ့ငါစားကိုဆိုလို့ဆိုလေးဆိုပြကျွန်တော်ရခိုင်ပြည်ကိုရခိုင်စိုက်တဲ့နဲ့ think pipe ဖို့ဆိုတာအရေးကြီးနေဆိုကရခိုင်သားတယောက်ချွန်းစီစိတ်ထဲမှာလွယ်လက်တွေရခိုင်နိုင်ငံသားတယောက်ပြိုက်ခံယူဖို့ငရိုးစော်ရရခိုင်ပြည်တော့ရခိုင်သားတယောက်ချွန်းစီစိတ်ထဲမှာငရိုးစော်တာဝန်ယူမှုတီအသီတရာတီခိုင်မာလာပြီးကပြဲသားရသင်ဒိဋ္ဌံနဲ့အလိုလုပ်ခဲ့ဖို့ကဘာအနေနဲ့ကိုပရင်ကွန်ရောက်လိုက်ရခိုင်သားတီလေးသွားနေပြီးကအမျိုးသားကွန်ရာကြီးရှိတ်စားပြီးကကျွန်တော်အမျိုးသားလှုပ်ရှားမှုကြီးကို2020လောက်မှစားတော့နိုင်ဖို့တော့ကျွန်တော်မျှော်မှန်းထားပါတယ်တိုင်းပေတပေကိုနေပြီးပေစိမ့်တိုက်ပွဲဆောင်နေပိုက်ဆိုတာပို့လို့အခရိခံကြားစော်ကရခိုင်လူမျိုးကြီးဆိုနိုင်ငံရဲ့အသီးစိတ်တီအမျိုးသားရဲ့ခင်ယူရှာတီနဲ့နေပြီးကိုတိုင်းပေကိုဇာပိုင်ပို့လို့ခိုင်မအောင်တိဆောက်ခဲ့ဖို့လဲလိုအပ်တဲ့အဆွမ်းတိုင်းမှနေပြီးကိုတို့ကြားရနေတာကတန်ဝင်ယူလာဖို့ဆိုတာပို့လို့အရေးကြီးပါတယ်ယေစုနဲ့နေပြီး Arakan Drink 2020ဆိုကရာခိတာအိမ်မကိုစားတောင်းပြီးအမျိုးသားရဲ့လှုပ်ရှားမှုအစွမ်းနဲ့အချောင်းချောင်းရှိတ်စားပြီးစနိုက်တကြပြီးဘရောင်ပုံဖော်သူဆိုင်လာဖို့တော့ကျွန်တော်ကနေပြီးဒီချောင်းကိုတဲလှန်နိုးဆိုတဲ့တခုအနေနဲ့ကျွန်တော်တိုက်တွန်းနေခွန်ဖိုက်ပါတယ်တကယ်ရခိုင်ပြည်သိမ်းတိုက်ပွဲရခိုင်တဲမလို့ဇာခာသိမ်းဖို့လေးဆိုထားနေပြီးရခိုင်ပြည်ကိုသိမ်းလိုက်တော့နေပြီးရခိုင်အိမ်မာကြီးကိုအကောင့်တွေပေါ်ဖို့ဆိုလွေဆိုတော့မဟုတ်ပါရတော့နဲ့ရခိုင်သားတိုင်းကနေပြီးတာဝန်ယူမှုတီးနဲ့တိုက်ပေလူဝဲရှာတိဂန်ဒါရဲတိကိုနေပြီးစနိုက်တကြနဲ့တာဝန်ခံနိုင်ဖို့အရေခွန်ဒီကိုမောတော့ဖို့တာဝန်ဒီစိတ်တီးနဲ့နေပြီးစူးဆွေးညီရနိုင်ဖို့ဆိုတော့ကျွန်တော်ကနေပြီးတဆောင်းပြီးတဆောင်းလုပ်ခဲ့ဖို့လွဲပါတယ်တကယ်ဒီနေ့ဒီအချိန်မှာရခိုင်ပြည်မှာရင်သူပဲပဲလေးဝိုင်းလို့ရှိရယ်ပရသနာတိအမျိုးမျိုးနဲ့ကုန်သွင်းနေရရယ်ဥမာ proposal ကလာပရသနာဆိုနေပြီးရခိုင်ဒီတော့နေနိုင်ငံရေးဝန်ကဘာကြီးတစ်ခုဖိုက်တယ်နိုင်ငံရေးသဲကွန်းထောင်ချောက်ကြီးတစ်ခုဖိုက်တယ်ဒီချောင်းပေါ်မှာသဘောထားဒီကိုယ်လေးဆိုဒီရှိရယ်အတွေ့ခေါ်တဲ့အမျိုးမျိုးနဲ့နေပြီးမုံဝါဒမတူညီငယ်ဆိုဒီရှိရယ်ကျွန်တော်ကနေပြီးအချောင်းကအထူးသတိပြီးလို့ဒီပရသနာဆိုကောင်းရှုပ်ထွေးပြီးခါခဲပရသနာတစ်ခုဖိုက်တယ်ဒီပရသနာဝင်ပြီးခံစားရှားတိကိုရှီတဲ့တော်ပြီးဖေချောင်းလို့မလားကျွန်တော်ရန်သူပါလေဘူးလို့ဆိုဗမာစိုက်တဲ့ကကျွန်တော်ရခိုင်တက်မလို့ဇာခါလင်းတော့နေပြီးနိုင်ငံရေးကဒန်တူရောက်ပါဒီမဲ့မပူးချောင်းဆိုလေးပါရဲ့အရင်ကတော့ရန်သူဤတဘာဝဖိုက်တယ်တကယ်ကျွန်တော်ကနေပြီးဒီကလာပရသနာနဲ့နိုင်ငံရေးသဲကွန်းထောင်ချောက်တိထဲကအမေနဲ့ဆွေးခေါ်နေကျွန်တော်ကရခိုင်တက်မလို့တူထောင်ထားရရခိုင်တိုင်းပင်တဲ့လူမျိုးကာကွယ်ဖို့ဆိုပြီးရခိုင်လူမျိုးဒီကိုလေတော့နေပြီးဒီတိုက်စာတူထားရအဖွဲ့အစည်းဖိုက်တယ်ဆိုတာသူကကလာပရသနာဖိုက်လာတိုင်းရခိုင်တက်မလို့ဆိုရောအထက်မှာဝန်ပါလာဖို့ရောအထက်မှာဝန်ပါလာပြီးတန်တမဲတဲ့ထောင်ချောက်ကဘာကြီးဒီအဖေထဲမှာမျိုးလောက်အောင်တော့နေပြီးကျွန်တော်ဝင်ရောက်ပိုင်ထောင်ချောက်ဆောင်တယ်ဒီကကျွန်တော်ကနေပြီးဒီချောင်းကိုကျွန်တော်တဲထဲမှာလည်းတဲမိုးအဆောင်ဆောင်ပါလဲရပြီးဒီ UL ကျွန်တော်ရခိုင်မျိုးသားအဖွဲ့ချုပ်ထဲမှာလည်းတော့နေပြီးကောင်းဆောင်ဆောင်ကိုကျွန်တော်ကတတိပြပိုင်ဗမာတိဆိုနေပြီးရခိုင်ပြည်ကိုကျွံပူပြီးရခိုင်သင်္ဇာတာတိကိုပြည့်စုံထားရခိုင်ပြည်ကရတဲ့ဩဇာအာဟာရတိကိုအားလုံးသူတို့ဝင်းထဲမှာထည့်ပြီးရခိုင်ပြည်ကထောလာတဲ့အစိတ်တိကိုကြားခနေပြီးရခိုင်သားဝင်းထဲမှာထည့်ဖို့ကိုးစားနေကျွန်တော်လာနေပြီးသူတို့ချောင်းရဖို့ပရသနာသူတို့ရှုပ်ထားတဲ့ကိစ္စတိကိုနေပြီးကျွန်တော်လာထည့်ကိုထိုးရပြီးအငှားလာနဲ့လူတယ်ဖို့ကိုးစားနေရောက်ပဲဆိုပြီးကျွန်တော်ကနေပြီးနိုင်ငံရဲ့တတိကိုပြီးထားပါမော်ခံစားရှာတိုင်းတုံးပန်လို့မလားနိုင်ငံရေးအရာနှိမ့်မဲ့လက်မဲ့ရဲတရားဖို့ဖိုက်တယ်ဒီကိစ္စမှနေပြီးကိုဆိုစိတ်လိုက်မဲ့ပါခံစားရှာနဲ့ရှိတဲ့တောင်လုံးမှာပါလာဖို့ဆိုပြီးဒီနေ့ဒီအချိန်မှာဗမာစိုက်တဲ့ကိုကဘာကြီးကဇာမလို့သူက promotion pro မော်ရောတော့ငရောလုံးလို့ပဲဆိုမျိုး promotion pro သူတို့ကျွန်တော်လုံအောင်နားလေထားဆိုတာသူတို့ဆိုရခိုင်ပြည်ကိုကာကွယ်ဖို့ရခိုင်လူမျိုးတိကိုကာကွယ်ဖို့ဆိုတာသူတို့ပိုင်နေတဲ့ဗမာအောင်ပါရကိုကာကွယ်ဖို့ဆိုရစီတဲ့နဲ့လုံလိုက်ဆိုဖိုက်တယ်လို့ကျွန်တော်လုံအောင်ချောင်းချောင်းလောင်းလောင်းနားလေထားဖို့လွယ်ပိုင်
ရှမ်းမနေပြီးကျွန်တော်တို့ပေါ်မှာမိခွင့်တွေအများကြီးထုတ်တယ်ရခိုင်တဲမလို့ရခိုင်ပြည်လို့ဇာဖို့မကားကွင်းကျွန်တော်တို့ဖက်ကနေပြီးကလောလောဆယ်ခင်းနေတာအောင်ဆိုလုံဝပေးဆုံးအောင်မရှိသေးကြတောင်ကနေပြီးဇာမပေါ်မောင်တော့ဘူးသီးတောင်ခိုင်လောက်ကတော့ကာကွယ်ပြီးတော့ကျွန်တော်တို့မှလုံလောက်တဲ့အောင်ရှိပါသူကနေပြီးကျွန်တော်တို့ကိုနိုင်ငံရေးအကျဲသေးနဲ့ထောင်ချောက်ဆောင်တယ်ကလာပလာနာကိုဝမ်ပါလာခဲ့ကဘာကင်းတစ်ခုလုံးနဲ့ဆန်းကြောင်မှာဖိုက်လာဖို့တကယ်လို့အချမ်းမဝမ်မပါလိုက်ရဲ့ရခိုင်လူမျိုးတွေကကျွန်တော်တို့ကိုနေပြီးအထောင်မလွန်လွေးလာဖို့ဒီကကျွန်တော်ကနေပြီးရခိုင်လူမျိုးကြီးအထောင်မလွန်လွေးမှုကိုကျွန်တော်ကနေပြီးနားလေအောင်ရှော့ပရနိုင်ကြတောင်ကကျွန်တော်တို့ဒီပရသနာမှာဝမ်မပါလိုက်တဲ့တော့နဲ့ဒီနေ့ဒီရှင်အယောအစိုးရလာထားကစိုင်းအာနာရှင်အစိုးရလာထားမှာပါခါရဲ့ပုံကိုဒီနေ့အစိုးရလာထင်းမှာပါနေသူဒီကိုယ်တိုင်ကကျွန်တော်တို့ကိုအမြမီဒီယာဒီရှိမှဆွဲနေတော့ဒီရှိပါကျွန်တော်တို့ဆိုနေပြီးအာစာဖွင့်နေပဲမဟာမိတ်ဖွဲ့ထားပိုင်းအကဲဖာအဖွဲ့အစည်းဒီနဲ့ပဲကျွန်တော်တို့လုံးနေဘာရောက်ပိုင်းမဟုတ်မတရာနိုင်ငံရေးညိုင်လုံးဒီနဲ့နေပြီးကဘာကြီးကထောင်လွန်လွေအောင်လူထုကနားလည်မှုလွေအောင်ရောက်ပိုင်းညိုင်လုံးဒီနဲ့ထိုးနှားနေဆိုဒီတွေးရပိုင်းအေချန်တီဆိုနေပြီးသူတို့မှဇာခါလီသောနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖေဆောင်ဖို့တော့မဲကယ်စိတ်ထားနဲ့သဲတိမရှိလာရတော့နဲ့နေပြီးတချိန်လုံးဒီပြဿနာဒီနဲ့ပြီးဖေဆောင်ဖို့ကိုယ်စားနေဆိုဒီဖိုက်ပိုင်းအေချန်မှာကျွန်တော်တို့ခိုင်လူမျိုးတွေအနေနဲ့ပြဿနာဒီများလီပိုလိုဝီဝါဒါဒီများပြီးခွေးပိုက်လီမဟုတ်ဘဲနဲ့အခါခေဒီစင်ခေါ်မှုဒီပြဿနာဒီကိုနေပြီးတေငြိမ်မှုစေလုံးညီငယ်မှုဒီနဲ့ကျွန်တော်တို့ရက်တေပြီးရောင်းဆိုင်ဖေဆောင်ခဲ့ရဖို့ကြော်လို့ကိုစားခဲ့ရဖို့ဖိုက်ပိုက်ရတော့နဲ့ကျွန်တော်တို့ရခိုင်ပြည်အနေနဲ့ဟိုလိုစူးစူးစီးစီးဖိုက်ဖို့ကိုစားခဲ့ပါမယ်ကျွန်တော်ကားမိပါတယ်အခုအပိုင်းတိမှာဆိုပြီးပေတော့နိုင်ငံရဲ့အဖွဲ့အစည်းတိမှာလည်းသူပြဿနာနဲ့သူရုံးကန်နေရဆိုပြီးရှိရလူထုအနေနဲ့လည်းတော့နေပြီးစိုးရင်စိတ်ဒီ warning ဆိုဒီလေးရှိရကျွန်တော်တို့အနေနဲ့တော့ကကျွန်တော်တို့အကောင့်ဆုံးရဲတိလာပါဘောရခိုင်မျိုးသားအဖွဲ့ချုပ်အနေနဲ့လည်းတော့နေပြီးဒီရခိုင်လူမျိုးဒီကိုကိုကန်ကမှာပိုဖန်တီးနိုင်ဖို့အကောင့်ဆုံးရဲတဲ့ဘောစုစည်းမှုကိုလည်းပရိုကွေ့ခံဖို့မဟုတ်ကျွန်တော်တို့ရခိုင်တက်မလို့ဆိုနေပြီးရခိုင်အမျိုးသား institution ဒီထဲမှာအကောင့်ဆုံးစေလုံးညီညွတ်မှုအကောင့်ဆုံးနဲ့နေပြီးရအမျိုးသားရဲ့သတိနိုင်ငံရဲ့တိုက်စာအမျိုးသားရဲ့တိုက်စာပေးနေကျွန်တော်တို့ဆာလာပြီးရပရိုဇာတိုက်ပွဲဝင်လာပါဘောကျွန်တော်နဲ့နေပြီးရရခိုင်သူရခိုင်သားဒီအားလုံးအနေနဲ့အလန်ဒရာမစိုးရင်ခဲ့ပါခဲ့ကျွန်တော်နဲ့လာတွေ့ပြီးတဲနိုင်နေတာကပါဝင်ပြီးပူပေါင်းဆောင်ရွက်ခဲ့ပါလို့တိုက်တွန်းလို့ဆိုအပ်ပါတယ်အားလုံးကိုကျေးဇူးတောင်းပါတယ်အေရှမ်းမနေပြီးကျွန်တော်စကားမဆုံးအောင်တခုပရော့ရှင်ဆိုတာရခိုင်တဲမတော်ကိုဝိုင်းရင်ခဲ့တဲ့လူထုအနေနဲ့လေးသောနေပြီးရှမ်းမရခိုင်ဒီမှာကအဖွဲစီဒီမတူညီစော်ဒီရှိပါတယ်ဒီကနေ့ဟောမှာအဖွဲစီတရဲကိုထောက်ခံရဆိုတော့ကမဲကန်ရထောက်ခံမှုမဲကန်ရစိတ်ထားနဲ့ထောက်ခံကိုအထူးအရေးကြီးပါတယ်ရခိုင်တဲမတော်ကိုထောက်ခံရဆိုတော့တခါအဖွဲ့အစည်းကိုဆန်းကြော်တဲ့ပုံစံမျိုးမဖိုင်းအောင်တော့အရှမ်းမတတိရှိဖို့တော့လိုအပ်ပါဘောရခိုင်တဲမတော်ကိုထောက်ခံရဆိုပြီးတခါအဖွဲ့အစည်းကိုလူမှုကွန်ရက်ဒီမှာအလွန်တရာပရော့ဆိုဒီဆောင်ခွန်ထင်းသိမ်းခဲ့ဖို့ဖိုင်းနိုင်မလုပ်ခဲ့ပါခဲ့အရှမ်းတီကိုဒီအချိန်ဆိုရကျွန်တော်လူမျိုးဒီစေလုံးညီဖို့လိုအပ်ပါတယ်လွန်ခါရဲ့လာပိုင်းတီကနေပြီး ALP ပါတီနဲ့ကျွန်တော်တို့တဲနဲ့ဒီလာနာကိုင်ပိုက်ခဲမှုဒီဖိုက်ခါရဲဆိုကနေပြီးမလွေးတာလို့ကျွန်တော်တို့နဲ့ဆောင်ရဆိုဖိုက်ပိုင်အေချွန်နဲ့ပဲသေးပြီးလေတော့ကျွန်တော်တို့မှလူထုကိုပရောပရာဇာဒီရှိပိုင်အေချွန်ကိုဆာလာပြီးပရောဖို့ဆိုခဲ့ကျွန်တော်တို့လွန်ခါရဲ့2010နိုင်လောက်ကပေါ့2015နိုင်ဆန်းလောက်ထိရခိုင်တော်လှန်ရေးအဖွဲ့အစည်းနိုင်ငံရေးအဖွဲ့အစည်းကိုတစုတစည်းတွေဖိုက်ဖို့တစုတစည်းတွေတပေါင်းတွေမဖိုက်နိုင်ရင်တော့ကတငင်းတမြဲနဲ့နားလည်မှုဟင်းကျွန်တော် ready ပြီးအလုံးလုံးနိုင်ဖို့တော့ကျွန်တော် close ခါပိုင်ရဟန်ဒီအထားမမောက်တဲ့နောက်ပိုင်းဒီမှာနေပြီးဒီပိုင်ပတိပခါဒီဖိုက်လာတာဟောဖိုက်တယ်ရခိုင်လာနာကိုင်းဒီတဲဒီနဲ့ပဲသေးလို့ကျွန်တော်မှအခက်ခဲသဘောထားတော့ကရခိုင်တဲမတော်ဆိုနေပြီးတခုတည်းရရှိရပါဘောရခိုင်အမျိုးသားအလံတော်အောက်မှာတိုင်းပင်တဲ့လူမျိုးကိုဂတိတိုက်စာတဲ့တဲမတော်တခုတည်းကိုကျွန်တော်လိုအပ်ပိုင်ပါတီတခုပါတီရှိတခုတဲတခုအဖွဲ့အစည်းတခုတဲတခုဆိုပြီးအဖွဲ့အစည်းတိုင်းဤလာအောင်မှာလာနာကိုင်းတဲဒီဖွဲ့စည်းထားဆိုအနာဂတ်တော့ကောင်းမွယ်လာခဏမဟုတ်ပါအေပိုင်ရှိနေဆိုအမျိုးသားတဲမတော်တခုမဖိုက်လာဘဲနဲ့ပါတီလာကိုင်းတော့လာနာကိုင်းတဲဒီအဖိုက်တီရှိနေပါဘောယေရှုနဲ့နေပြီးကျွန်တော်ကအမျိုးသားတဲမတော်ကလိုအပ်ပိုင်အေရှောင်းကိုပရိုဆိုခေါင်းကားလေးသွားနေပြီးကြရခိုင်တဲမတော်ကိုကျွန်တော်တို့ဥဆောင်နေလို့အဲ့တော့အခက်ခံပြီးပရိုရဲ့စကားမဟုတ်ဘဲနဲ့အမျိုးသားရဲ့သတိနဲ့
ဒီတရာကိုအခေခံပြီးပရောရတယ်ရှာမဲထားတယ်မုံဝါဒဖိုက်ပိုင်ကျွန်တော်တို့တကယ်လို့ရခိုင်တဲမလို့ကိုကျွန်တော်တို့ဥမဆောင်နေကလေးတော့ကျွန်တော်တို့ရဲ့တခုတည်းသောအမျိုးသားတဲမလို့ကအမေတန်ထောက်ခံလာဖို့ဖိုက်ပိုင်တာမယ်ရဲသားတိုင်အနေနဲ့မနေနေဇာအနေထားကိုမော်ရောက်အမျိုးသားတခုတည်းသောတဲမလို့ကားစားလေအောင်အမျိုးသားရဲ့အကျိုးစီးပွားကိုမဲကန်နဲ့ရက်တီပြီးနိုင်ဖို့ဖိုက်ပိုင်ယေစုနဲ့နေပြီးရဲ့ကျွန်တော်တို့ဒီရခိုင်တခါလာနာကန်အဖွေဒီအနေနဲ့နေပြီးရဲ့အရှောင်းကိုလေတော့သဘောပေါက်ဖို့လိုပါဘူးပြည်သူလူထုအနေနဲ့အရှောင်းကိုလေတော့နေပြီးရဲ့ဒီသဘောထားအတိုင်းရက်တီပြီးနိုင်ဖို့နားလေလာခင်ဖို့လို့ကျွန်တော်တို့မျှော်လွန်ပါတယ်ဒီရှောင်းမတော့ကတဲနိုင်သနာကျွန်တော်တို့အနေနဲ့လည်းအရှောင်းဂရမှာလာနာကန်ပြီးရဲ့ပฏิပက္ခမဖိုက်ဖို့တော့ကိုဇာလာကိုဖိုက်တယ်သို့တော့ကျွန်တော်တို့ဂနီလာရှိဗမာဒီနဲ့ပလာဝဒေသမှာတိုက်ပွဲဖိုက်နေအနေထားဒီမှာနေပြီးရဲ့ကနေရဆိုသတွန်းဒီကတော့အမျိုးမျိုးဖိုက်နေပါတယ်အရှောင်းဒီကိုလည်းကျွန်တော်ဟုတ်မဟုတ်ကိုလာတွေ့ကြဆင်းဆိုင်နေပါတယ်ဟုတ်တယ်ဆိုတော့ကဟုတ်တယ်ပါလေဟိုမှာကျွန်တော်တို့ပရော့ဆိုကျွန်တော်ဇာဝရီညွှဲလေဆိုတော့ပေါ့ပေါ့ဖို့ထောင်ပါတယ်အရှောင်းမနေပြီးရဲ့တခါဘာနဲ့ရင်သူကိုဝိုင်းရင်အပိနေအနေထားဒီလေကျွန်တော်ကနေရတယ်ကျွန်တော်လည်းအရင်ကတော့တော့မဆယ်သေးချောင်းသို့တော့အတေပူနိုင်ရဲ့အခက်ခဲရှာလာဒီကတော့အောင်နေရှိပြီးရှိထားပါတယ်သေချာရဲဆိုပြီးတော့ကကျွန်တော်တို့သေချာရဲမှာဆာလာလုတ်ကင်လာဖို့မဟုတ်ဆိုပြီးလည်းမဟုတ်တော့ကိုကျွန်တော်ကချောင်းလောင်းလူကူကိုဒီပီလာကိုဖိုက်ပါတယ်ဆိုပြီးတိုက်ပွဲဒီနဲ့ပဲပဲလို့လေတော့နေပြီးရဲ့ကောင်းမစိုးရင်ပါရဲ့ကျွန်တော်တို့အကောင့်ဆုံးကိုစားလာကိုဖိုက်တယ်ရခိုင်တယ်မလို့ဆိုအချိန်တိုင်းနေတိုင်းရာတိုင်းမှာကိုစားနေပါတယ်ဒီချောင်းဆိုရခိုင်လူတို့အနေနဲ့လည်းတော့ဒီမှာကိုစားနေဆိုကိုစားအားထုတ်မှုဒီအမျိုးသားရဲ့လှုပ်ရှားမှုဒီတော့နေပြီးဟန်ရှားညင်အမျိုးသားရဲ့လှုပ်ရှားမှုဒီဖိုက်အောင်တော့ရောက်နေနေတာကနိုင်ရာတာဝန်ကိုအကောင့်ဆုံးကိုစားခဲ့ပါလို့ကျွန်တော်အနေနဲ့အထူးအလေးနာထားပြီးရဲ့တိုက်တွန်းလို့ဆိုရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်လေးစားရတဲ့ရခိုင်သူရခိုင်သားတွေအနေနဲ့ဒီနေရာမှာကျွန်တော်တိုးလို့ရအခါရှာတခြားကပလာဝဒေသနဲ့ပဲတဲ့ကိစ္စဖိုက်ပါတယ်ဒီပလာဝကိစ္စနဲ့ပဲပြီးရဲ့ရခိုင်သားဒီစိတ်ထဲမှာဇာရှိလေရှောင်းဒီမှာဇာမခင်စားနေရလေဆိုဒီကိုအပင်လည်းနားလေဖို့လွယ်ပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ပလာဝဒေသဆိုနေပြီးရဲ့ရှောင်းမတော့ကစာရရာကောင်းအရေးကြီးရဲ့စာရနိုင်ငံရဲ့အားလုံးအစားစားအရာပါလေညောင်းတော့အရေးကြီးဒေသဖိုက်တော့ねကျွန်တော်အခီပူပြီးလှုပ်ရှားရဆိုဖိုက်တယ်ရှောင်းမနေနမိတ်ကိစ္စဒီနဲ့ပဲတယ်လို့ချောင်းဒီနဲ့ပฏิပက္ခကြီးမဖိုက်အောင်တော့အပရောဆိုအရိဇာဒီကိုဆောင်းခွန်ရီဖို့လိုရတယ်လို့ကျွန်တော်မမြင်ပါတယ်ရဟန်းနဲ့ပဲတယ်ပြီးရှောင်းပေဖာကပရောဆိုဒီချောင်းပေအစိုးရဖာကပရောလာဆိုလာဆိုဒီပေါ်မှာကျွန်တော်ရခိုင်ပြည်အနေနဲ့ခန်းစားရှာဒီဖိုက်ပြီးရဒေါ်သာဒီဖိုက်ပြီးရခိုင်ပြည်မှာနေရှောင်းလူမျိုးဒီကိုဥတေရှာထားပနာပရောဆိုဒီမှာဖိုက်လာဖို့တော့အထူးသတိထားဖို့လွယ်ပါလိမ့်မယ်ရခိုင်ပြည်မှာနေထိုင်နေခဲ့တဲ့ရှောင်းအမျိုးဒီပါလေအမျိုးဆိုကနေပြီးရခိုင်သားဒီနဲ့အမျိုးဆွေမျိုးရောတမရောက်ပါရှိုက်ခွန်ရာစုနိုင်ပေါင်းများစွာနေလာရဲ့ရှောင်းလူမျိုးဒီကမှာရောက်ပိုင်ကွေးဆိုဒီစိတ်ဝင်းကွေးဆိုဒီမဖိုက်ဖို့တခါမျိုးနေစုဒီကိုလေကောင်းနေပြီးခဲ့ကျွန်တော်ဖကအပူသဘောဆောင်ပြီးခဲ့ညီကိုစိတ်တဲ့နဲ့မောင်နှမစိတ်တဲ့နဲ့ဆွေမျိုးရောရှာပိုင်ရောက်ပိုင်ပဲစားဆင်ခဲ့ဖို့တော့ကျွန်တော်တိုက်တွန်းလိုပါတယ်ကျွန်တော်ကောင်းရေကြည့်ပါရခိုင်ပြည်မှာနေပြီးခဲ့ရခိုင်လူမျိုးတွေဆိုတာထားနေပြီးခဲ့ရခိုင်ပြည်မှာကျွန်တော်တို့ဆွေမျိုးရောရှာတွေရှိရဲ့ရခိုင်သားဒီမှာလည်းကောင်းတဲ့လူတွေရှိပါမကောင်းတဲ့လူတွေလည်းရှိပါတယ်ရောက်ပိုင်ပဲနေပြီးခဲ့အားလုံးလူမျိုးတိုင်းမှာရှိခဲ့ပါဖို့ယေရှုနဲ့ကိုရိုတိုင်းပြည်မှာနေထိုင်တဲ့ဒီပလာဝဒေသပရသနာကောင်ရခိုင်ပြည်မှာနေထိုင်တဲ့ရှောင်းလူမျိုးတွေအနေနဲ့လည်းစိုးရင်တော့ကမဖိုက်ခဲ့ပါခဲ့ကျွန်တော်တို့လုံးဝဆွေမျိုးရောရှာကြီးကိုအကာအကွယ်ပြီးလာပါဘောရခိုင်လူမျိုးတွေအနေနဲ့လည်းဒီမှာရွန်ကြရဲအတွေ့အခေါ်ဒီနဲ့ရွန်ကြရဲခံယူရှာကြီးစိတ်ထားဒီနဲ့နေပြီးခဲ့ဒီရှောင်းဒီကိုမပေါ်စားခဲ့ဖို့တော့ကျွန်တော်သတိပြုခဲ့ဖို့သတိထားခဲ့ဖို့တော့ကျွန်တော်တိုက်တွန်းအပ်ပါတယ်